မင်းတို့အသက်အရွယ်ရောက်လာတော့အလုပ်တွေရတဲ့အချိန်ကြတော့ဒါတွေကိုမေ့လာတယ်ဆိုတော့ဟောပြန်စဉ်းစားကြည့်ရတာဟုတ်တယ်ကျွန်တော်တို့တကယ်တမ်းပြန်လှည့်ကြည့်ရမယ်ချိန်အဲ့ချိန်ကြတော့ကျွန်တော်တို့မှာကျွန်တော်တို့အခက်ခဲကျွန်တော်တို့ခက်ခဲပဲရှိတယ်ဖေတို့အဲ့ခက်ခဲမမြင်ဘူးဖေတို့လိုချင်တဲ့တစ်ခုပဲတောင်းဆိုနေရဆိုတာမျိုးကျွန်တော်တို့ကစိတ်မှာဖြစ်တယ် Success, idea, success, the 90s podcast. မင်္ဂလာပါ The 90 podcast ကနေကြိုးဆိုပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့အဖေတောင်းတဲ့200တဲ့တရွက်ဆိုတဲ့အကြောင်းဒီအကြောင်းအရာလေးက2012ခုနှစ်ကျွန်တော်အလုပ်စရတော့ဖေကကျွန်တော်စပြောတဲ့အကြောင်းအရာလေးပေါ့အဲ့ဘာလဲဆိုတော့ဒါကလည်းမင်းအလုပ်ရပြီအဲ့တော့ဖေကိုတစ်နေ့ကိုတဲ့200ပေးတယ်ဆိုတော့ဟောစဉ်းစားကြည့်အဲ့ဒီချိန်မှာကလက်ဖေတစ်ခွက်ကို300 400လောက်ရှိရပါတော့ကျွန်တော်ဖေကတစ်နေ့ကိုလက်ဖေ3ခွက်နဲ့အထက်တောက်တယ်လို့ပေါ့ဆိုတော့ဒီ200ဆိုတာကသူ့အတွက်လက်ဖေတစ်ခွက်ထားတော့မရှိရဥစ္စာအဲ့ဆိုဟုတ်ပြီရတယ်ဖေတောင်းတဲ့အတိုင်းသာပေးမယ်ပေါ့ဆိုတော့ဖေတလားစားတစ်ခါယူမလားဆိုတော့မေးရမဟုတ်ဘူးသူကနေ့စဉ်လိုချင်တာနေ့စဉ်200လိုချင်တာပေါ့နော်200လိုချင်တာဆိုတော့ရပါတယ်ပေါ့200လောက်ကတော့ဆိုတော့အဲ့နဲ့လှုပ်စားဆင်းတယ်စားဆင်းတဲ့ရက်ကနေစပြီးတော့200တွေပေးတယ်ဒါပေမဲ့ကျွန်တော်တစ်ပတ်10ရက်လောက်ဖြစ်လာတဲ့အချိန်မှာအလုံးနောက်ကျတာတို့ဒါမှမဟုတ်ရှင်ကျွန်တော်မေ့တာတို့ဖြစ်လာတဲ့ခါကျတော့အဲ့200မမှန်တော့သူအဖေကဘာပြောလဲဆိုတော့ငယ်ကောင်းနဲ့မင်းငါ့ကိုမပေးတာ2ရက်3ရက်ရှိပါပြီဆိုတော့ဟုတ်ပြီအဲ့ဆိုလေအဲ့2ရက်3ရက်စာရဲ့နောက်ဒီတစ်ပတ်စာရဲ့ပေါ့တခါတည်းပေါင်းယူလိုက်ဆိုမဟုတ်ဘူးလေမလိုချင်ဘူးလေတရက်200ပဲလိုချင်တာတဲ့အစပြန်စားလိုက်โอเคပေါ့အစပြန်စားပေါ့ဆိုတော့ကျွန်တော်200ပြန်ပေးရဒါပေမဲ့လည်းဂျားထဲမှာအဲ့လိုပဲနောက်တစ်ခေါက်ပြန်ဖြစ်တော့ဖေကမေးတယ်စင်မပြေဘူးလားတဲ့ငွေကြီးရအဆင်မပြေရလားကျန်တာဘာဖြစ်လို့လဲပေါ့မဟုတ်ဘူးဖေငွေကြီးရအဆင်ပြေဖေတောင်းတဲ့ပုံမှန်ကဘာမှမဟုတ်ဘူးဒါပေးနိုင်တယ်ဒါပေမဲ့ဒါအလုံးနောက်ကြတာတို့တခုခုကြောင့်မေ့သွားတာဆိုလို့ရှိရင်ဖေကမပေးဖြစ်ဘူးပေါ့ဆိုတော့ဟုတ်ပြီတဲ့ငါဘာလို့200တောင်းရတဲ့အကြောင်းရင်းဆိုတာသိလားတဲ့ဆိုတော့မသိဘူးပေါ့နော်ကျွန်တော်တောင်းမယ်ဒီတိုင်းပဲ200တောင်းနေထင်တာမှန်တော့ပြငါတဲ့မင်းတို့ငယ်ငယ်တုန်းကမနေ့ចောင်းသွားကန်ကြလို့ရှိရင်အဖေတောင်းမဟုတ်ပေးပါဘူးလို့အဲ့လိုတောင်းရလားတဲ့ဆိုတော့မတောင်းအောင်အဲ့ဆိုရင်ねငါရှိတယ်မရှိဘူးအလုံးစင်ပြေမပြေဘူးသိရလားတဲ့ဆိုတော့မသိအောင်ကျွန်တော်ပုံမှန်နေ့စဉ်ចောင်းသွားကန်ဒီဆိုရင်မဟုတ်ဘူးအမြဲတမ်းရနေကြ200ဆိုတဲ့ပမာဏတော့မဟုတ်ဘူးဗျာအဲ့ပမာဏတစ်ခုရနေကြဆိုတော့ငါတဲ့ရှိမရှိအဆင်ပြေမပြေမင်းတို့နေ့စဉ်မဟုတ်ဘူးမမေ့ရောနဲ့ငါတဲ့အမြဲတမ်းပေးတယ်တဲ့အကယ်၍အလုပ်ကိစ္စအရေးကြီးရဲ့ဘာညာဆိုရင်တော့မှရောသားငယ်ခုံမှာတင်ထားခဲ့တယ်ဆိုတော့မျိုးလုပ်ပေးတယ်တဲ့မင်းတို့အသက်အရွယ်ရောက်လာတော့အလုပ်တွေရတဲ့အချိန်ကြတော့ဒါတွေကိုမေ့လာတယ်ဆိုတော့ဟောပြန်စဉ်းစားကြည့်ရတာဟုတ်တယ်ကျွန်တော်တို့တကယ်တမ်းပြန်လှည့်ကြည့်ရမယ်ချိန်အဲ့ချိန်ကြတော့ကျွန်တော်တို့မှာကျွန်တော်တို့အခက်ခဲကျွန်တော်တို့ခက်ခဲပဲရှိတယ်ဖေတို့အဲ့ခက်ခဲမမြင်ဘူးဖေတို့လိုချင်တဲ့တစ်ခုပဲတောင်းဆိုနေရဆိုတာမျိုးကျွန်တော်တို့ကစိတ်မှာဖြစ်တယ်တကယ်တော့ကျွန်တော်တို့ငယ်ငယ်တုန်းကလည်းဖေတို့အဲ့လိုပဲဖြစ်ခဲ့တာဘာလို့လဲဆိုတော့ငါစင်ပြေလားမသိဘူးပြေလားမသိဘူးမင်းတို့ကတကြီးနဲ့ဟိုကလိုချင်ရတယ်ကလိုချင်ရတယ်ဒါမျိုးဖြစ်တယ်ဒါပေမဲ့သူတို့အဲ့လိုဘယ်လောက်ပဲဖြစ်ဖြစ်မိဘမြစ်တာဖေရောမေရောမြစ်တာကြောင့်ကျွန်တော်တို့သမင်းချိုင်ပုံမှန်မုတ်ဖိုးပုံမှန်ကျွန်တော်အမြဲရခဲ့တာအဲ့တော့မှကျွန်တော်သိတာဒီစကားကဘယ်လောက်ထိဒီ200တန်ကဘယ်လောက်ထိကျွန်တော်အတိုင်းတာတစ်ခုထိတွားရဲဆိုတော့ကျွန်တော်အဲ့တော့မှသိရတကယ်တမ်းကျွန်တော်လာစားနဲ့ဒီ200တနေ့200ဆိုတာကြီးကဘာမှမဟုတ်ဘူးအဖေတို့လည်းတကယ်တမ်းပြောလို့ရှိရင်အဖေလက်ဖေးတစ်ခွက်တော့မရှိတဲ့ပတ်စံဘာမှမဟုတ်ဒါပေမဲ့ကျွန်တော်တင်ငန်းစာပါရခဲ့တယ်ကျွန်တော်တို့မိဘနေရာမရောက်လာလို့ရှိရင်ကျွန်တော်တို့မိဘမြစ်တာကိုတခြားသိမှာမဟုတ်ဒါပေမဲ့အဖေရဲ့2012တုန်းကကျွန်တော်အဲ့တောင်းခဲ့ဘူးတဲ့200တန်တရွေ့ကြောင်းကျွန်တော်မိဘမြစ်တာကိုကောင်းကောင်းသိတယ်မိဘမြစ်တာကိုမသိခဲ့ရင်တော့မှသူတို့လုပ်ပေးခဲ့တဲ့ကျွန်တော်တို့ရဲ့တာမန်ကိစ္စကျွန်တော်တို့ဆိုတာမန်ဗျာဒီလားဒီ200တန်ဆိုတာဘာမှမဟုတ်တဲ့ဥစ္စာဆိုတော့တာမန်ဒါပေမဲ့ဒီမဟုတ်ဘူး
မမိမရောတာကြီးကျွန်တော်တို့အတွက်ဆိုတာဒါပေမဲ့မိဘတွေအတွက်ကဒါသူသားသမီးပေါ်ဘယ်လောက်ထိထားရဲဆိုရင်မြစ်တာကျွန်တော်တို့ကတည်ရအခုချိန်ကြီးကျွန်တော်တို့တွေသူတို့ပေးဆက်ခဲ့တာရဲ့တပိုင်းတစားတော့ပြန်ပေးဆက်နိုင်တယ်ဒီနေ့ပြောချင်တာကတော့ကျွန်တော်အဖေပြောပြတဲ့ကြောက်ဖေတောင်းတဲ့200နဲ့တရွက်ဒီကနေမိတ်ဆွေတို့လည်းတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုအကြံပြတ်တွေ့မယ်ကျေးဇူးတင်ပါတယ်